냐 따못 따신들라 다소노 디냐 사비요 스카우 네네요 48 power law number 4ဘာကိုပြောတာလဲဆိုတော့ခင်ဗျားစကားတွေအများကြီးပြောလေလေခင်ဗျားရဲ့စကားတွေကတမ်းမှုမရှိလေပါပဲဒါကြောင့်ခင်ဗျားရဲ့စကားတွေအများကြီးပြောမိတဲ့အခါမှာအမှားပါဖို့ရန်ကုန်တော့ပို့ပြီးများလာတယ်လို့လူတွေကလည်းခင်ဗျားကိုဆိုအထင်သေးဖို့လမ်းစားကိုပြလိုက်တယ်ဖြစ်သွားတတ်ပါတယ်အာနာရှိတဲ့သူတွေကစကားကိုနည်းနည်းပဲပြောတတ်ကြပါတယ်သူတို့ကတခွန်းပဲပြောပေမဲ့အဲ့ဒီတခွန်းကထိရောက်တယ်ခင်ဗျားခရီးအေးနေတာနားထောင်ပေးနေတစ်ဖက်လူကနေရခလာပြီးသူ့ရဲ့လှုပ်ဝက်ချက်တွေသူ့ရဲ့အားနည်းချက်တွေကိုခင်ဗျားရှိမှာပဲအကုန်ထုတ်ပြောလာလိမ့်မယ်မှတ်ထားပါစကားပြောတာငွေဆိုရင်နှုတ်ဆက်နေတာရွှေပါပဲခင်ဗျားရဲ့အတွေ့အကြုံကိုအကုန်ထုံပြောပဲနဲ့ချမ်းတာခင်ဗျားကိုပို့ပြီးတော့ခံညာစီသလိုသူတစ်ပါးရဲ့အမြင်ပါလေခင်ဗျားခတ်တဲ့သူလို့မြင်စေပါအခုပြောရတဲ့ဒီ law number 4လက်တွေ့သုံးမှုရရှိကြလားခုမှပြောခဲ့ပြပါဦးနောက်ထပ် law တွေထပ်သိချင်တော့ follow ထားဖို့လည်းမမေ့ပါနဲ့